လက်ရှိကျွန်တော်တို့နိုင်ငံမှာအငြင်းပွားစရာဖြစ်ဆုံးတဲ့ပြောအများဆုံးအကြောင်းအရာတစ်ခုကျွန်တော်ဒီနေ့ပြောရတော့မှာဒီအကြောင်းအရာပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံကအမျိုးသမီးတွေနိုင်ငံခြားသားနဲ့ယူကြတဲ့အကြောင်းပေါ့နော်ကြည်ကြဲပြန့်ကြီးပြောနေကြတယ်အဲ့ဒီခါမှာလူအများစုကဘယ်လိုပြောမလဲကျွန်တော်မြန်မာဒီနိုင်ငံခြားသားနဲ့ယူသွားတဲ့ main ကလေးတွေကိုငွေမဲ့လို့ယူသွားတာပါဆိုတဲ့စကားတစ်လုံးနဲ့အများစုကခြေပပြောဆိုကြတယ်ဒီနေရာမှာကျွန်တော်တို့ကသူတို့တကယ်ငွေမဲ့လို့ယူပါတယ်ဆိုတဲ့တခုတည်းနဲ့ကျွန်တော်တို့တကယ်ရောဆုံးဖြတ်လို့ပြောလို့ရတာလားစဉ်းစားကြည့်အောင်တကယ်အမှန်တော့ဒါကျွန်တော်မြန်မာနိုင်ငံနဲ့ဆိုရင်စီးပွားရေးလူမှုရေးနောက်ပြီးတော့မှခေတ်ဟောင်းတဲ့ခေတ်တဲ့အားပြိုင်မှုတွေရလက်ဖြစ်တဲ့ဒီရလက်တွေဟာဒီလိုပြောတဲ့အခါမှာကျွန်တော်တို့ယောက်ျားလေးတွေဘက်ကနေမကြည့်ဘဲနဲ့မိန်းကလေးတွေဘက်ကနေမှကြည့်ကြည့်အောင်တကယ်လို့မိန်းကလေးတွေဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်သူတို့အိမ်ထောင်တစ်ခုပြုတ်ရမယ်ဆိုလို့ရှိရင်စင်စင်ရဲရဲနုံနုံပပနဲ့နေသွားတဲ့အိမ်ထောင်ဘက်ကိုရွေးမလားဒါမှမဟုတ်ဘူးဆိုရင်အစင်အတန်းတစ်ခုထိအစင်ပြေစားနိုင်တောက်နိုင်နေလောက်တဲ့အခြေအနေတရားကိုယူမလားကိုကစဉ်းစားကြည့်ရမှာတကယ်လို့ကိုသာမိန်းကလေးဖြစ်နေခဲ့လို့ရှိရင်အစင်အတန်းတခုနည်းနည်းပါးပါးရှိမယ်နောက်ပြီးတော့မှအစင်ပြေချောချောမွေ့မွေ့နေနိုင်တယ်ဆိုတော့အစင်တန်းကိုရွေးကြမှာများတယ်စင်စင်ရဲရဲကြီးတော့ဘယ်သူမှမနေချင်ကြပါဘူးသူတို့ဒီလိုတွေရွေးချယ်ရတဲ့ခါမှာဒီငွေဆိုတဲ့တခုလည်းမဟုတ်ပဲနဲ့သူတို့ရဲ့ဘဝရှိရေးကိုကြည့်ရတယ်ဥပမာထားပါတော့ကျွန်တော်မြန်မာနိုင်ငံမှာဒီယောက်ျားလေးတွေရဲ့လစာနဲ့အိမ်ထောင်ဦးစီးတရားလုပ်နေမယ်ဆိုလို့ရှိရင်ဥပမာထားပါတော့အများဆုံးရလာမှာ4 5 6သိန်းပေါ့နော်အဲ့လောက်လစာနဲ့အိမ်ထောင်စုတစ်ခုရဲ့ရေရှိမှာဆိုရင်လုံးဝမဖြစ်နိုင်သေးပါဘူးကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်အဲ့တို့ကြောင့်ကျွန်တော်ပြောတဲ့စကားကနိုင်ငံခြားသားဆိုပေမဲ့နိုင်ငံရဲ့ချမ်းသာနေတဲ့ကျွန်တော်မြန်မာနိုင်ငံပြည်သားတွေရောပါပါတယ်ရွေးချယ်ထဲမှာပေါ့ကျွန်တော်ပြည်တွင်းရနဲ့စာလို့ရှိရင်အဲ့ညမှာထားပါတော့ဟိုအိမ်ထောင်တစ်ခုပြုတ်လိုက်ပြီးအိမ်ထောင်တစ်ခုနောက်ဆက်တွဲအနေနဲ့ဘာရှိမလဲဆိုရင်ကိုယ့်ရဲ့သားသမီးအရေးတွေရောတွေးရတော့မယ်အိမ်ထောင်စုတစ်ခုပြုတ်လိုက်ပြီးဆိုတာ ਨੇ အခြေရတစ်ခုနဲ့ဘန်းပြနေလို့မရဘူးနောက်ပြီးတော့မှအခုပြည်ပနိုင်ငံခြားသားတွေကကြတော့အိမ်ထောင်တစ်ခုပြုတ်လိုက်ပြီဆိုရင်ဒီမိန်းမသားအပေါ်မှာထားပါတော့ကျွန်တော်နိုင်ငံဆိုရင်ဗျမိန်းကလေးတယောက်ကအိမ်ထောင်အိမ်မှုကိစ္စတွေကြေမွေရမယ်တော့အိမ်မှုကိစ္စလုပ်ရမယ်တော့ဘာလို့ညာတော့ရှိဗျနိုင်ငံရဲ့ခြားကြတယ်လို့မဟုတ်ဘူးအိမ်မှုကိစ္စတွေမှာရောစကလေးထိန်းတာအဝယ်စားလျှော်တာဟင်းရဲ့ဘာရဲ့ချစ်ပြုတ်တာအစသူတို့ကအမျိုးသမီးတွေနဲ့ဒန်းလူသူတို့ကလောက်ကန်ကြတဲ့အတွက်အနည်းနဲ့များတော့အိမ်ထောင်တစ်ခုရဲ့ဖြည့်ဆည်းမှုကတက်တာကြတယ်ပေါ့ကျွန်တော်မြန်မာနိုင်ငံမှာယူနေကြတဲ့အမျိုးသမီးတွေထက်စားလို့ရှိရင်ပေါ့ဗျာဒီလိုအကြောင်းအရာတွေနဲ့ရှင်လို့ရှိရင်သူတို့ကခင်ဗျားတို့ကျွန်တော်တို့ဆိုရင်လဲကိုယ်ပြောပပလွတ်လက်ထားမယ်မိသားစုဆိုရင်မိသားစုဟိုထားပါတော့ကိုယ့်ရဲ့မိန်းမသားကိုသူကအိမ်ထောင်ဘက်ကိုတငယ်ချင်းလို့ပေါင်းသိမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခင်ဗျားတို့ဆိုလဲရွေးမိမှာပဲဟုတ်တယ်မဟုတ်လားအဲ့ညမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကညံ့လို့မြန်မာပြည်သားတွေကညံ့လို့ပါလို့ကျွန်တော်ပြောတာမဟုတ်ပါဘူးယောက်ျားလေးတွေညံ့တယ်လို့ကျွန်တော်မပြောပါဘူးကျွန်တော်နိုင်ငံကယောက်ျားလေးလည်းအတက်နိုင်ဆုံးတော့သူတို့ကကြိုးစားကြတာပဲဒါပေမဲ့ထားပါတော့ဒီကုမ္ပဏီကပေးရလာတာမှာတစ်လမှာ4သိန်းရရင်ရမယ်5သိန်းရရင်6သိန်းရလို့ရှိကောင်းရှိမယ်ဒီလိုတွေရနေတဲ့အချိန်မှာကိုမိသားစုကိုကထောက်ပံ့ရမယ်ကျွန်တော်နိုင်ငံမှာကြတော့ဗျာအခုနေ့ချိန်မှာပဲဆိုတော့လူမှုအသုံးကုန်ပစ္စည်းတွေအကုန်လုံးဈေးတက်နေတယ်စားကုန်တော့ကုန်အစငကိုက1000ဆိုရင်အခုနေ့ချိန်မှာတောင်းဝန်နဲ့ဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဝင်နေတဲ့4သိန်းတော့5သိန်းတော့6သိန်းတော့လည်းလုံးဝမလောက်နိုင်ဘူးသူတို့ကလည်းကိုချစ်တဲ့အမျိုးသမီးကိုတက်နိုင်ဆုံးတော့ဖြည့်ဆည်းပေးနိုင်အောင်စူးစမ်းနေကြတာပဲဒါပေမဲ့သူတို့မှလည်းအိမ်မှာမိဘတွေရှိတယ်မိဘတွေကိုတနိုင်တစ်ပိုင်းထောက်ပံ့နေရတယ်အဲ့အတွက်ကြောင့်ကိုရနေတဲ့လစာတွေကနေတော့မှဒီအမျိုးသမီးတွေရောဖယ်ပေးနေရတဲ့အချိန်မှာဒါကတော့သူအခုနိုင်ငံခြားကောင်တွေနဲ့ရှင်လိုက်မယ်နိုင်ငံရဲ့ချမ်းမှာရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေနဲ့ရှင်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံထဲမှာနေပြီးတော့မှလောက်ကင်နေကြတဲ့လူအများစုကအနည်းနဲ့များဆိုသူတို့ကတော့နောက်ကောက်ချန်ခဲ့ရမှာတေချာတာဘာဖြစ်လဲဆိုတော့ငါဒီဖုန်းလေးလိုချင်တယ်ကွာဆိုရင်ထားပါတော့အနေဆုံးခုခေတ်မှာဖုန်းမှာ10သိန်းလောက်မှကိုမှနည်းနည်းပါးလေးကောင်းမဲ့စကေးမှာရှိနေတယ်။အိုးမဒီ10သိန်းလောက်ဖုန်းတစ်လုံးဆိုရင်နိုင်ငံရဲ့ချမ်းသာနေတဲ့ကောင်ရောငါပေးလိုက်မှာကွာဆိုရင်မှသူတို့ကချစ်ချင်းထုတ်ပေးတော့ရနိုင်တယ်။ဒါပေမဲ့ကျွန်တော်နိုင်ငံမှာကုမ္ပဏီမှာလုပ်နေတဲ့လူတွေတောင်းပေါ်ရင်တခုခုဘေးမှာကုတီဖြစ်ဖြစ်ထိုင်းနေတဲ့လူတွေဆိုလို့ရှိရင်ဒီငွေပမာဏနဲ့ဆိုရင် तू ကအိမ်မှာလည်းလူတွေကိုငှဲ့အောင်ပဲကိုကြီးစားရချင်နေတဲ့ဒီဖုန်းမဖြစ်ဖြစ်အတုံးဆောင်မဖြစ်ဖြစ်ဒီ10ခန်းလောက်ဆိုရင်နောက်လာမှာတော့ဒါမှမဟုတ်2လလောက်စောင့်မအောင်တော့ဘာတော့ညာတော့ကိုမှတွေးဝင်နေရမယ်ဗျာစဉ်းစားမှချင့်ချင်နေမယ်အခြားအများကြီးရှိတယ်အဲ့ဒီအချိန်မှာနိုင်ငံရဲ့ခြားကောင်တွေကြတော့ဒီလောက်10သိန်းလေးပြန်ငါလွှဲပေးလိုက်မယ်ရော့အင်ဘက်ဆိုပြီးမှချပေးလိုက်လို့ရတယ်ဒါပေမဲ့ဒီငွေကြေးတစ်ခုကြောင့်လည်းလားဆိုမဟုတ်ပါဘူးကျွန်တော်အခုမြန်မာနိုင်ငံသားအများစုကနိုင်ငံရဲ့ခြားကိုရောက်သွားပြီဆိုရင်ဒီနိုင်ငံရဲ့ခြားရဲ့စီမင်းတွေစီကန်းတွေဥပဒေတွေသူတို့လိုက်နာတယ်အဲ့ဒီအချိန်မှာလိုက်နာတဲ့အချိန်မှာကျွန်တော်နိုင်ငံမှာတော့ကတော့ဒီလူကနေချင်းတယ်လို့နေခဲ့တယ်ဖြစ်ချင်းတယ်လို့ဖြစ်ချင်းတယ်လို့ပြစ်ခဲ့တယ်ဒါပေမဲ့နိုင်ငံရဲ့ခြားလိုက်ရောက်သွားရောအိမ်ထောင်စုရဲ့ပေါ်တွေမှာ तू ကတိတက်လာတယ်နောက်ပြီးတော့ဘယ်လိုရှာဖွေတုံးဆွဲရတယ်တကူတယောက်တည်းမိမိကိုနေရတဲ့အချိန်မှာဗျာစားရေးတောက်ရေးအစဝယ်ရချမ်းရတဲ့အချိန်မှာ
မိမသားတွေဆိုရင်ဘယ်လိုရှိမယ်ဘယ်လိုလုပ်ရမယ်ဆိုတော့ကိုချင်းစာတရားတွေသူတို့မှရှိလာတယ်ဒီနိုင်ငံရဲ့အချက်မှာရောက်နေတဲ့လူတွေကကိုချင်းစာတရားတွေသူတို့နဲ့ဆက်ဆံမယ်ဆိုပြည်တွင်းမှာနေခဲ့တဲ့လူတယောက်နေနဲ့ဒီပြည်ပမှာလာနေရောက်ရှိနေတဲ့လူနဲ့တကယ်ရှင်းကြည့်မယ်ဆိုရှင်းလို့မရပါဘူးဘာလဲဆိုပြည်ပမှာရောက်နေတဲ့လူတယောက်ကလူအမျိုးမျိုးအဖုံဖုံနဲ့ဆက်ဆံဘူးတယ်နောက်ပြီးတော့မှသူတို့နိုင်ငံမှာဘယ်လိုအမျိုးသမီးတွေဆိုရင်ဘယ်လိုမျိုးဆက်ဆံတာဘယ်လိုမျိုးပေါင်းသိနေတာပေါ့နော်ဒီလိုအယူအဆတွေရှိရဒီလိုကိုခလဲကြရင်လည်းကိုရီးသားအပေါ်မှာကိုတငယ်ချင်းအပေါ်မှာကိုမိန်းကလေးပေါ်မှာအိမ်ထောင်ပေးဖြစ်လာမဲ့အပေါ်မှာသူတို့ကဘယ်လိုတွေထားမယ်ဘယ်လိုတွေပြုမယ်ဘယ်လိုတွေဆက်ဆံမယ်ဆိုတဲ့အတွဲတွေနဲ့နေကြတယ်ဗျအများကြီးနိုင်ငံခြားသားတွေလည်းအဲ့လိုပဲကျွန်တော်နိုင်ငံပြည်တွင်းမှာနေတဲ့လူတွေမှာလှုပ်ပေးနိုင်မှုလို့ပြောတာမဟုတ်လှုပ်ပေးနိုင်တဲ့လူရှိပါတယ်ဒါပေမဲ့ကြိုးစားနေကြပါတယ်ကျွန်တော်နိုင်ငံထဲမှာနေတဲ့လူတွေတွေမဲ့ကြိုးစားနေပေမဲ့ကိုယ်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေအကြောင်းကြောင့်သူတို့ကဘလုံးမှမဖြည့်ဆည်းပေးနိုင်တဲ့အရာတွေလည်းရှိရဗျာဥပမာထားတော့ငွေကြီးဆိုရင်လည်းလိုအပ်ချက်တွေရှိမယ်ထားတော့အလုတ်ပင်ပန်းနဲ့ပြန်လာတဲ့အချိန်မှာအမျိုးသမီးအပေါ်မှာမထားတော့အမျိုးသမီးကပင်ပန်းနဲ့ညောင်းညာနှိပ်ပေးပါအောင်ဘာအောင်ပြောနေတဲ့အချိန်မှာကိုအမျိုးသားတွေကလည်းပင်ပန်းလှုပ်ခရရင်းနဲ့အလုတ်ကနေပြန်လာတဲ့အချိန်မှာဒီအရာတွေကိုမလုပ်ပေးနိုင်တဲ့အခါတွေရှိကောင်းရှိနိုင်တယ်ဟုတ်တယ်မလားနေတိုင်းနီးမဟုတ်ဘူးဆိုရင်ထားပါတလမှာတစ်ခေါက်နှစ်ခေါက်ပဲနှိပ်ခိုင်းအောင်ဗျာတစ်ခေါက်နှစ်ခေါက်လောက်ပဲစမ်းကြည့်အောင်ဒါပေမဲ့သူတို့မှလည်းပင်ပန်းနေတဲ့ခါကျတော့မလုပ်ပေးနိုင်တဲ့အခါတွေရှိတယ်ကျွန်တော်နိုင်ငံအခြားနိုင်ငံတွေမှာကျတော့နိုင်ပဲဥမာထားတရက်မှာ8နာရီဆို8နာရီပဲပြီးဒီနိုင်မှာပင်ပန်းနေဖြစ်စေမပင်ပန်းနေဖြစ်စေကိုကငွေလိုချင်တယ်ဆို OD တွေဆင်းမယ်ပို့ပြီးတော့အချိန်ပိုတွေဆင်းမယ်ဒီလိုပဲပေါ့နော်နိုင်ငံရဲ့အခြားတွေမှာကျတော့ဒီလိုပဲလုပ်ကြကျွန်တော်နိုင်ငံမှာကျတော့မဟုတ်ဘူးထားနိုင်ဘဏ္ဍာရီဆိုတော့တက်မှန်မထားဘူးအလုပ်ကတော့ပင်မမလုပ်နေရတယ်ဒါပေမဲ့ရတဲ့လာစားနေကြတော့မကြိုက်တော့အဲ့တို့ကြောင့်အိမ်ထောင်စုအပေါ်မှာလည်းထောက်ပံ့ရတယ်ဒီကိုရီးသားကိုမိန်းကလေးပေါ်မှာလည်းထောက်ပံ့ရမယ်ဆိုရင်ဒီမိန်းကလေးတွေအနေနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်ကိုအနီးနားမှာထက်ကိုအပေါ်မှာကောင်းကောင်းမွန်မွန်တငယ်ချင်းလိုပြုစုစောင့်ရှောက်ဖွင့်ဟပေးနိုင်တဲ့လွတ်လပ်မှုပေးနိုင်တဲ့လူတွေပေါ်မှာသူတို့ကရွေးသွားတာများတယ်ဒါကြောင့်ဒီကောင်မငွေမစ်လို့ယူသွားတာပါကွာဆိုတဲ့တခုတည်းနဲ့အမျိုးသမီးတွေပေါ်မှာပြောလို့မရဘူးဒီလိုအရာအကြောင်းအရာတွေတခုတော့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဥပမာထားတော့ဒီမင်းကလေးတယောက်ကနိုင်ငံရဲ့ချမ်းမှာငါကြောင်းတင်နေတဲ့အခါနဲ့ကြုံတော့မှကြုံချက်ပြီးတော့မှနိုင်ငံရဲ့ခြားသားတွေနဲ့တွေ့ခဲ့မယ်ချက်သွားတယ်ဒါလည်းဖြစ်နိုင်တာပဲဒါမှမဟုတ်သူမြန်မာပြည်ကနေတော့မှနိုင်ငံရဲ့ခြားသွားပြီးတော့မှကုမ္ပဏီတွေမှာလုပ်ကြတယ်အဲ့ဒီအချိန်မှာလည်းနိုင်ငံရဲ့ခြားလူနဲ့တွေ့ပြီးတော့ချစ်ကြံပြီးသွားတယ်ဖြစ်ကောင်းဖြစ်နေတာပဲဒါငွေမစ်လို့ပြောလို့မရဘူးဒီအရာတွေကဒီအမျိုးသားရဲ့ပြုစုယူရကျင်နာဥမှာတာယာသွားရင်လည်းဒါအိမ်ထောင်ဘက်အဖြစ်သူတို့ရွေးချယ်သွားနိုင်တာပဲဒါကြီးကိုကျွန်တော်တို့ကတစ်ထည့်ချပြီးတော့မှဝင်မစ်လို့ဘာဆိုတဲ့အပြောတန်ကြီးအများကြီးကြားနေရတော့စိတ်ထဲမကောင်းဘူးပေါ့ဗျာဒီအမျိုးသမီးတွေဖက်ကနေစဉ်းစားကြည့်ရင်လည်းဟုတ်ပါတယ်သူတို့လည်းငွေမဲ့လို့ယူရလားလို့ပြောလို့ရလားဆိုအဲ့လောက်ကြီးအထိတကယ်လို့ကိုကအမျိုးသမီးတွေဖက်ကနေစဉ်းစားကြည့်လည်းရပါတယ်ဘာဖြစ်လို့ငွေမဲ့လို့ယူနေမှာလဲဟုတ်တယ်မလားငွေမဲ့လို့သွားယူလိုက်ရင်ကိုယ့်ကိုနိုင်စားခံနေရမှာသူတို့လည်းသိပါတယ်အခုခေတ်ပညာတဲ့ main ကလေးတွေကကွာကျွန်တော်တို့နိုင်ငံမှာဆိုရင်ရှေးရိုးဆွဲတွေရှိရဗျာအခုတွေရှိပါသေးတယ်အမျိုးသမီးဆိုရင်အိမ်ထောင်မှုနိုင်နေမှာငါအိမ်ထောင်ဦးစီးငါတို့ပြောတာကိုနားထောင်မယ်မင်းဘယ်လိုနေရမလဲရှိပါသေးတယ်ကျွန်တော်နိုင်ငံမှာခုချိန်တည်းလဲဒါပေမဲ့ဒီခေတ်ဟောင်းတဲ့ခေတ်တွေမှာခေတ်ဟောင်းကထားတဲ့နေရာကိုထားရမယ်ခေတ်တွေမှာနေတဲ့နေရာကိုနေရာပြုပြင်ပြောင်းလဲတဲ့နေရာကိုပြုပြင်ပြောင်းလဲရမယ်ခုခေတ် main ကလေးတွေဗျာsocial media တွေတုံးတဲ့ခါကျတော့သူတို့ကကဘာနဲ့ချိန်မောင်တန်းနိုင်လာပြီချိန်မောင်တန်းနိုင်လာတဲ့အချိန်မှာဝင်ငွေဆိုလည်းအတော်အသင့်နဲ့ရှာနိုင်နေကြပြီဗျာခုချိန်မှာကျွန်တော်ယောက်ျားလေးတွေနဲ့ဒန်းတူသူတို့ကဝင်ငွေတွေရအောင်ရှာဖွေနိုင်ပြီနောက်ပိုင်းတော့ဘာဖြစ်လာမလဲဆိုရင်သူတို့ရဲ့စိတ်ထဲမှာဗျာဘာသာမတူသည်ဖြစ်စေမွတ်စလင်ပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ကိုယ့်အပေါ်မှာကောင်းကောင်းမွန်မွန်ပြုစုပေးနိုင်တယ်ကျင်နာပေးနိုင်တယ်နောက်ပြီးတော့မှကိုယ့်ရဲ့ဘယ်လိုပြောလဲဘဝရှည်ရေးအတွက်ပို့ပြီးတော့မှပြည့်စုံလုံခြုံတယ်လို့ခံစားလို့ချင်းခုခေတ်မိန်းကလေးတွေကဘာသာမရွေးလက်ထက်လာကြတာဖြစ်တယ်ဒါကိုလည်းပါကျွန်တော်တို့ကလက်ခံပေးနေရမယ်လက်ကိုခံရမယ်ဒါလက်မခံကြအကြောင်းလည်းမဟုတ်ဘူးလက်ကိုလည်းခံရမယ်ဒီအရာတွေကိုတချို့ကြဒါတွေကိုလက်မခံနိုင်ဘူးဗုဒ္ဓဘာသာဆိုရင်ဗုဒ္ဓဘာသာမှာကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ယူဘာသာအရင်ပြောပြတာပါဒါဗုဒ္ဓဘာသာယောက်ျားလေးကဗုဒ္ဓဘာသာမိန်းကလေးကိုလက်ထက်ရမယ်ဗုဒ္ဓဘာသာမိန်းကလေးကဗုဒ္ဓဘာသာယောက်ျားကိုယူရမယ်ဆိုတော့အဖေအမေကလည်းဒီလိုတွေရှိရပါတော့ငါသမီးကခရစ်ယာန်နဲ့ချစ်ကြိုက်ထားတယ်အဖေမေကသဘောမတူနိုင်ဘူးဒီလိုအရာတွေရှိပါတယ်အခုတွေလည်းရှိပါသေးတယ်ဒါပေမဲ့ကိုသားသမီးတွေကခစ်တဲ့လူငယ်တွေဖြစ်လာပြီအတွေးအခေါ်တွေကပြုပြင်ပြောင်းလဲလာပြီဒါကိုကျွန်တော်လည်းအခုချိန်မှာမိဘတွေဖြစ်လာဆိုတော့ဒီမိဘတွေကနားလည်ပေးနိုင်ရမယ်ဒီအရာတွေကိုကျွန်တော်တို့နိုင်ငံမှာကျတော့ကျွန်တော်တို့နိုင်ငံကယောက်ျားလေးတွေကကျတော့စီးပွားရေးအတွက်မှာဆိုရင်သူတို့ကရုန်းကန်နေရရုံပဲရှိရဗျာဘယ်လောက်ပဲရုန်းကန်နေပါစေဟိုဘယ်လိုမလဲပိုရှန်သွားပြီးတော့မှအ
အဆင်ပြေပြေနိုင်သွားဖို့လောက်အထိမဟုတ်သေးဘူးပြကျွန်တော်တို့နိုင်ငံရေးအခြေအနေနဲ့စီးပွားရေးမှာဆိုလို့ရှိရင်ငါဒီလအတွက်ဒါမှမဟုတ်နောက်လအတွက်လောက်လေးပဲအဆင်ပြေနေုံလောက်ရုန်းကန်နေရရုံပဲရှိပြဒီအချိန်မှာပြည်ပမှာရောက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေနိုင်ငံခြားသားတွေကကြောင့်ဒီထက်နည်းနည်းလေးအဆင်ပြေနေကြတယ်သူတို့ကနောက်ထပ်တလလောက်ထားရင်နောက်ထပ်3-4လစာဒါမှမဟုတ်ရင်တစ်နှစ်စာလောက်သူတို့ကဖူလုံနေတဲ့အခြေအနေတွေမှာရှိနေတယ်အဲ့လိုအခြေအနေတွေကျွန်တော်နိုင်ငံသားတွေရှင်ကြည့်တဲ့အခါမှာကျတော့ကျွန်တော်တို့ပြည်တွင်းမှာနေတဲ့ယောက်ျားလေးအများစုကပြည်ပနေတဲ့နိုင်ငံခြားသားဖြစ်ဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံသားဖြစ်ဖြစ်ရှင်တဲ့အခါမှာထင်ချန်ခံရတာတွေများလာတယ်ငွေမဲ့လို့ဆိုတာတခုတည်းမဆုံးဖြတ်သေးချင်ပါဘူးကျွန်တော်အနေနဲ့ဒါတချို့အမျိုးသမီးတွေပေါ်မှာကိုကနိုင်တဲ့စီးနှင်းဖြစ်ပြီးတော့နိုင်ငံခြားသားတွေထားလို့ရှိရင်ဒီကောင်မငွေမဲ့လို့ပြောလိုက်ကြတာလိုင်းပေါ်မှာမိန်းကလေးတွေပြောတာပေါ့ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုယူလိုက်ပြီးဆိုတော့နင်တို့ယောက်ျားလေးမိန်းကလေးတွေကြတော့နိုင်ငံခြားသားတွေယူသွားရင်ပြောလိုက်ကြတာငွေမဲ့လို့ပိုင်းလုံးမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဒါမဲ့ယောက်ျားလေးတွေလည်းတကယ်နိုင်ငံခြားတွေနဲ့ယူသွားပြီဆိုရင်မိန်းကလေးကပြန်ပြောရောနင်တို့တွေကမိန်းကလေးကြတော့ဒီလိုပြောရင်နင်တို့ပြောရင်ရောနင်တို့ကဘာမဲ့လို့ရောဒါမဲ့ယောက်ျားလေးတွေအနေနဲ့နိုင်ငံရဲ့အခြားကအမျိုးသမီးကိုယူနိုင်တယ်ဆိုတဲ့ဒါတော်တော်ကိုမှချီးကျူးစရာကောင်းနေပြီလို့ပြောရမယ်ဒီလူတယောက်ကိုဘာလို့ဒီအမျိုးသမီးကိုသူတို့နိုင်ငံသားတွေနဲ့အတူတူရင်မောင်တန်းထားနိုင်နေလို့ဒီအမျိုးသမီးကလည်းကိုယ်လိုလူတယောက်ကိုလက်ခံနိုင်တာကိုယ်နိုင်ငံသားတယောက်ကိုလက်ခံနိုင်တာသူ့မှာလည်းပါဒီအမျိုးသမီးတယောက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အရေးအချင်းတွေရှိနေလို့ဒါလက်ခံနိုင်တဲ့အတွက်ကြောင့်သူလက်ခံတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလူတယောက်ကိုချီးကျူးရမှာမိန်းကလေးတွေအနေနဲ့ဆိုရင်တော့ကျွန်တော်အထင်သေးလို့ပြောတာမဟုတ်ပါဘူးမိန်းကလေးတွေအနေနဲ့ဆိုရင်တိတ်ပြီးတော့ထူးပြီးတော့မှအဆင်ပြေဖူလုံနေကြမလို့ဘူးဗျာဥပမာတော့ကိုကနေတဲ့ထိုင်တဲ့ရှိတဲ့ဟိုပဲလို့ရတယ်အဲ့ခါကနိုင်ငံခြားသားဖြစ်ဖြစ်ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားပဲဖြစ်ဖြစ်အခြေအနေတစ်ခုခုရှိနေတဲ့လူကကိုယ်လာပြောခဲ့ရင်အဲ့လိုမလားကိုယ်လာပြောတဲ့အခါမှာစဉ်းစားချင်းပြီးတော့သူတို့ကလည်းပါအိမ်အောင်ဖြစ်ရွေးချယ်ကြမှာပဲဒီတခုတည်းနဲ့လားဆိုဒီတခုတည်းနဲ့မဟုတ်ပါဘူးအခုခေတ်မှာကျတော့ social media online တွေခေတ်သားနေပြောင်းဟို Facebook မှာရှိရ YouTube တွေရှိမယ်စကားပြောလို့ရတာဆိုတော့ Facebook တို့ရှိမယ် Telegram တို့ရှိမယ်အခု TikTok တို့ရှိမယ်ဒီဟာကနေတွေ့ပြီးတော့မှလည်းကျွန်တော်တို့မြန်မာမျိုးသမီးတွေကအိမ်ထောင်ဖက်တွေတခြားနိုင်ငံခြားသားတွေနဲ့ရသွားနိုင်တာပဲဟုတ်ဘူးလားဒါပြီးတော့အခုခေတ်မှာကျတော့ကျွန်တော်တို့မြန်မာပြည်ကကျတော့နိုင်ငံရေးမှာနိုင်ငံမှာကြည့်လိုက်လို့ဆိုအမျိုးသမီးအမျိုးသားတွေပုံများနေတယ်အခုကတချို့ဆယ်လီပြတာဟာဘယ်နိုင်ငံမှာအမျိုးသမီးဥယျာဉ်ဘယ်လောက်များနေဟိုနိုင်ငံမှာဘယ်လောက်များဒါပေမဲ့ကိုယ်နိုင်ငံမှာကျတော့အမျိုးသမီးဥယျာဉ်ပုံများနေတာကျတော့ဘယ်သူမှမပြောဟုတ်တယ်မဟုတ်လားအဲ့တော့ကျွန်တော်နိုင်ငံမှာကျတော့အမျိုးသမီးဥယျာဉ်များနေတာတွေလည်းပါတယ်ဒါအတွက်ကြောင့်လည်းကိုယ်အိမ်ထောင်ပဲဖြစ်ကိုယ်နိုင်ငံသားမရွေးချယ်တဲ့အချိန်မှာသူတို့လည်းဘဝရှိရွေးနောင်ရေးအတွက်တော့အိမ်ထောင်ပဲရှာချင်တာပဲဟုတ်တယ်မလားအဲ့ဒီမှာနိုင်ငံရဲ့ခြားလူနဲ့လည်းနိုင်ငံခြားသားနဲ့လည်းအိမ်ထောင်ပြုတ်နေတာလည်းရှိတာပဲဒါကြီးကိုငွေမဲ့လို့ပါလို့ပြောလို့မရဘူးကျွန်တော်ဒီအကြောင်းကိုပြောရတာဘာလဲဆိုတော့ငွေမဲ့လို့ယူကြတာပါဆိုတဲ့အကြောင်းတွေအများကြီးကြားနေလို့ကျွန်တော်ဒီဗီဒီယိုလေးကိုပြုတ်လို့ချင်းပါနောက်ပြီးတော့နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီကိစ္စရက်တွေထားတော့ကျွန်တော်တို့မြန်မာအမျိုးသမီးတွေနိုင်ငံခြားသားတွေနိုင်ငံရဲ့အခြားတွေမှာအိမ်ထောင်ပြုတ်လာတယ်ဆိုတဲ့အကြောင်းရင်းကငွေမဲ့လို့ဆိုတာတခုတည်းထဲကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးတွေကြောင့်လည်းပါတယ်နောက်ပြီးတော့လူမှုရေးတွေကြောင့်လည်းပါနိုင်တယ်ဘာလဲဆိုတော့လူမှုရေးမှာလူမှုလုံခြုံမှုဆိုတော့ကျွန်တော်တို့နိုင်ငံမှာမရှိတလောက်နေပါနေပြီဗျာကျွန်တော်နောက်ဆုံးအနေနဲ့ခြုံငုံပြီးပြောရလို့ချင်းတူးတယောက်ချင်းစီရဲ့စူးစမ်းအားထုတ်ရုန်းကန်မှုထက်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စီးပွားရေးကြောင့်လည်းကျွန်တော်ဆိုင်တယ်လို့ပြောချင်တယ်ဒီနိုင်ငံရဲ့ခြားသားတွေနိုင်ငံရဲ့ခြားကျွန်တော်တို့မြန်မာနိုင်ငံသားတွေနဲ့လက်ထပ်သွားတဲ့မိန်းကလေးတွေအပေါ်မှာနောက်ပြီးတော့ခေဟောင်းခက်တဲ့လွန်ဆွဲတယ်ပေါ့ဗျာမထောက်တော့ခေဟောင်းအတွေးခေါ်တွေခြံလဲပြီးတော့မှခက်တဲ့အတွေးခေါ်တွေနဲ့သူတို့ကလည်းခေပညာတဲ့မိန်းကလေးတွေကကိုယ်နိုင်ငံသားမဟုတ်ဘူးနိုင်ငံခြားသားတွေပေါ်မှာလက်ခံနိုင်တဲ့အရေးချင်းတွေရှိပြီးတော့မှလက်ထပ်သွားကြတော့လည်းကျွန်တော်ကတော့နောက်ဆုံးအနေနဲ့ပြောပြချင်ပါတယ်ဒီအပေါ်ကြီးမှာကျွန်တော်တို့ကတေးတိမ်ပြီးတော့မှတေးတိမ်စိတ်ထားတေးတိမ်နဲ့ပြောရမှာစိတ်ထားတေးတိမ်ပြီးတော့မှဒီအမျိုးသမီးတွေမြန်မာနိုင်ငံသားမြန်မာနိုင်ငံသူတွေကတခြားနိုင်ငံခြားသားနဲ့ယူသွားလို့ရှိရင်ငွေမစ်တယ်လို့မပြောသေးချင်ပါဘူးကျွန်တော်တချို့ comment တွေမှာကြည့်လို့ရှိရင်ဒီအရာတွေအမှန်တည်းအမြဲတမ်းမြင်နေရနောက်ပြီးတော့မှဘာဖြစ်မှကြိုက်တာလို့နိုင်ငံခြားသားဆိုရင်ဘာကြောင့်ကြိုက်တာလို့အဲ့လိုကြီးပြောနေကြရတယ်ကြောင့်ဒီလိုကြီးမပြောသေးချင်ပါဘူးသူတို့မှလည်းသူတို့ရဲ့ရွေးချယ်မှုနဲ့သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်မှုနဲ့သူတို့ကျွန်တော်ခင်ဗျားတို့ကျွန်တော်တို့ဆိုရင်လည်းပါကိုယ့်ဘက်မှာစင်စင်ရဲရဲနဲ့နင်းလုံးမဲ့လူချင်းမှာနေမလားဒါမှမဟုတ်ရင်ကိုယ့်ဝင်မိသားစုကိုဖူးဖူးလုံးလောက်ငါနဲ့ပျော်ပျော်ရွှင်ရွှင်ထားနိုင်တဲ့မိသားစုပေါ်မှာနေမလား
ခင်ဗျားတို့ကျွန်တော်တို့လက်ဓာတ်တွေအတိဆုံးပါအဲ့တို့ကြောင့်တချို့နိုင်ငံခြားသူနိုင်ငံခြားသားတွေရတဲ့လူတွေပေါ်မှာငါဖိနှိပ်ပြီးတော့မပြောစေချင်ပါဘူးကျွန်တော်အနေနဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရချင်းပါ